ခုသားတစ်ခုဆိုရရှင်းပါနော်ဒါရှိုးသိအောင်ဒီ live show ထဲမှာဆိုရတဲ့ key ပေါ့နော် D key ပေါ့နော် D key F key နဲ့တီးကျင်လဲရတယ်နော်အဲ့ဒါလေးတစ်ချက်ပြီးပြပြီးပြန်မယ် D key ဆိုတော့ဒီမှာကျွန်တော်တို့ D ပေါ့နော်ဒီတိုင်း position ဒီပေါ့နော်အဲ့ဒီမှာသူက3ကျိုးရဲ့ခုနှစ်ကပ်အတွက် do နော် do re mi fa so do re la so fa mi re do di la so fa mi re do နော်အဲ့နာလေးမှာပဲဒီမယ်နော်အဲ့တော့အစပဲအစလို့ဆိုနဲ့စတယ်နော်ဆိုကဒီ၄ကျိုးခုနှစ်ပတ်နော်ခုနှစ်ပတ်အဲ့လေးကိုတစ်ချက်တီးချက်တီးမယ်ဟိုနောက်အချက်ပေါင်းများဆိုတီးခြင်းလည်းရတယ်ဒါမှမဟုတ်ဒီလိုတစ်ချက်တည်းတီးမယ်ဆိုလည်းရတယ်နော်ဒီချက်ပေါင်းများဆိုတီးခြင်းလည်းရတယ်ဒီလိုတီးခြင်းလည်းရတယ်နော်ပြီးရင်3ကျိုးခုနှစ်ပတ်ပြီးရင်4ကျိုး9ပတ်ပြီးရင်4ကျိုးခုနှစ်ပတ်ပြီးရင်5ကျိုး9ပတ်ပြီးရင်4ကျိုးခုနှစ်ပတ်ပြရမယ်နော်အဲ့ဒီပိုင်းလေးတစ်ချက်ပြန်ပြီးမယ်ဆိုရင်နော်အဲ့လိုပြတာနော်ပြီးလို့ရှိရင်3ကျိုးခုနှစ်ပတ်ပြီးရင်3ကျိုး9ပတ်ပြီးရင်2ကျိုးခုနှစ်ပတ်နော်ပြီးလို့ရှိရင်3ကျိုး9နဲ့ခွန်ပြန်လာမယ်ပြီးရင်4ကျိုး9ပတ်ပြီးရင်3ကျိုး9နဲ့ကနေ9ပတ်ကိုဟမ်းပါလိမ့်နော်အဲ့တော့အဲ့ဒီချက်ပြန်ပြီးမယ်ဆိုရင်နော်အဲ့ဒီမှာဒါလေးစက်မပြတ်တီးလို့ရရနော်ရှင်၄ကျိုးခွန်နဲ့9နဲ့အမှတ်2ခါနော်ဒီလိုနော်ပြီးလို့ရှိရင်5ကျိုး9က2ချက်ပြီးလို့ရှိရင်ခွန်5ကျိုးခွန်နဲ့9နဲ့နော်အဲ့ဒါပဲတော့အစားဆုံးပြန်ပြီးမယ်ဆိုလို့ရှိရင်ဆိုပေါ့နော်သူဆို၄ကျိုးရဲ့9ကဒီရှင်နောက်ဆုံးအဆုံးသက်ပိုင်းလေးမှာတီးသွားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးအမြန်လေးတော့နည်းနည်းတီးရအောင်နော်3ကျိုးရဲ့9ခွန်နော်ဒီလိုရှင်4ကျိုးရဲ့9ခွန်ဒီလိုရှင်5ကျိုးရဲ့9ခွန်နော်ဒီဒိုဒီမှာကြောင်းသွားတယ်ဒိုက5ကျိုးရဲ့5ခွက်ပါနော်အဲ့တော့ F key နဲ့ D ကျင်တယ်ဆိုလို့ရှိရင်ဒီခုနဒိုနဲ့ဒီD key နဲ့ဒီလို position ပေါ့နော်ဒီကနေကျွန်တော်တို့စာတီးရအောင်ခုနှစ်ခွက်၄ကျိုးခုနှစ်ခွက်ကနေစာတီးရအောင်နော်အဲ့ဒါကို F key နဲ့ D ကျင်တယ်ဆိုလို့ရှိရင်ဒီဘယ်လိုကိုပဲ10ခွက်ရဲ့10ခွက်၄ကျိုးမှာပေါ့နော်အဲ့အနေစာတီးလို့ရှိရင် F key နဲ့ D ကျင်တဲ့ဒီလိုတွေတွေ့နော်အဲ့မျိုးလေးဒီလိုရပါနော်ပြန်တီးရမယ်နော်စင်ဒီပါလေအားလုံး